တလီကျော်ပါအလုံးမဲမင်္ဂလာပါရှင်ဒီနေ့တော့အမဲသားတွေကိုလုံးပြီးတော့ချက်ပြမှာဖြစ်ပါတယ်အမဲသားလေးတွေကိုလုံးပြီးတော့ချက်စားလို့ရှိရင်လေအရင်နဲ့မှစားကောင်းပါတယ်အမဲသားကိုသူကလှိဖြတ်တဲ့ခါကြလို့ရှိရင်တော့အဝိုင်းနည်းနည်းကြည့်ပြီးတော့ပလေးလှိမယ်ပေါ့နော်ပြီးပြီဆိုတဲ့အခါကြလို့ရှိရင်အနှစ်မြတ်လို့ကျင်လို့ရှိရင်တော့ကြက်သွန်နီမြတ်ထဲပါကြက်သွန်နီကိုပလှိပြီးတော့ထည့်ပေးထားလိုက်ပါမယ်ကျက်သွန်နီလေးမြားတဲ့ခါကျလို့ရှိရင်တော့သူကအနှစ်မြများလေးရပါတယ်အဲ့တော့ကျက်သွန်နီလေးကိုများလေးထည့်ထားပြီးလိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင်အမဲသားနှစ်ကပေါ့နော်ဒီလိုမျိုးလုံးစီလုံးဝမတက်ပဲနဲ့ဒီလိုမျိုးလုံးချက်တဲ့ဟာနဲ့သူတနည်းတစ်မျိုးတစ်ပုံစားလို့ကောင်းပါတယ်ပြီးပြီဆိုတဲ့ခါကျခုနကတော့ဟာဇပလင်ပါဇပလင်ကိုထောင်းထားတဲ့ဟာပါအခုဇပလင်ထောင်းထားတဲ့ဟာလေးတွေကိုထည့်ပါမယ်စပလင်ထည့်ပြီးပြီဆိုတဲ့ခါကျလို့ရှိလို့ရှင်သူကလေကြက်သွန်ဖြူပေါ့နော်ကြက်သွန်ဖြူလည်းထည့်မယ်ဒါကြက်သွန်ဖြူလည်းထောင်းထားတာပါကြက်သွန်နေရကြတော့လေသူကလည်းသူချင်းနဲ့ပျော်သားမှာပေါ့နော်အားကြောင့်မို့ဒီတိုင်းလေးပဲထည့်တာပါပြီးတော့ဂျင်းလေးကိုအရင်လေးညှစ်လိုက်မယ်ပြီးတော့ဒီအဖက်လေးတွေကိုထည့်မယ်ပေါ့နော်အကောင်လုံးထည့်ပြီးပြီဆိုတာနဲ့ဒါလေးတွေကိုခဏလောက်နေထားပြီးလိုက်ပါမယ်သူကလေအရာအတွက်စနစ်မုံလေးပါထည့်ပါမယ်ပြီးတော့လေငပိထည့်တယ်ငပိကလေဘဲသားငါပဲဟင်းရှဲငပိထည့်ပါတယ်ရခိုင်သူဖြစ်လို့လားမသိဘူးငပိအရန်သုံးပါတယ်ပြီးတော့ငပိလေးထည့်မယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဒါတွေအကုန်လုံးကိုလေနည်းနည်းလေးလုံးပေးထားလိုက်မယ်ဒီလိုမျိုးနှံ့သွားပြီဆိုတဲ့အနေထားရောက်ပြီဆိုတဲ့ခါကျလို့ရှိရင်ဒီနေရာမှာစားအရှုံမိုးထည့်မယ်စားအရှုံမိုးကလေတကယ်တော့လေငါးထဲမှာစားထည့်လိုက်ပြီဆိုလို့ရှိရင်ငါမာသွားတတ်တယ်ပေါ့နော်ဒါပေမဲ့ဘာမှမဖြစ်ဘူးကိစ္စမရှိဘူးပြီးတော့မဆလာလေးအုံမယ်ဒီဟာလေဆက်ပြေးလန့်နေအောင်ရှာမှာပေါ့နော်ဒါကြောင့်မလို့မဆလာလေးကျတော့အနေနဲ့တည်ရပေါ့နော်ငရုတ်သီးကြိတ်ထားအများကြီးထည့်လိုက်ပါမယ်ဒီလိုမျိုးပေါ့နော်ကိုအဆက်စားတဲ့လောက်ထည့်ပါဒါငရုတ်သီးတွေအကုန်လုံးထည့်လိုက်မယ်ပြီးလို့ရှိရင်တော့ဒီဟာတွေကိုပေါ့နော်စီထပ်ထည့်မယ်စီရကြတော့စီပြန်ချက်မှဆိုတော့ဒီကိုရဲ့အမဲသားနဲ့လိုက်ဖက်တဲ့စီကိုထည့်ပါရမယ်လောက်စီပေါ့နော်ပြီးလို့ရှိရင်အကုန်လုံးကိုရောပြီးတော့နေပြီးတော့ဒီလိုမျိုးနေထားရပါပြီဆိုတဲ့အခါကျလို့ရှိရင်တော့ဒုဥစားကိုဆက်ပြီးတော့ချက်လို့ရပြီပေါ့နော်ဒီမှာကြည့်လိုက်ပါဒါစီတက်ဆရာမလို့အမဲသားဒီလိုမျိုးချက်လို့ရှိရင်အနံ့တက်တယ်မရှိဘူးစားလို့ကောင်းပါတယ်ပြီးတော့လုံးထားလိုက်မယ်လုံးပြီးတော့ဒါကလေသူ့ရဲ့လုံးရည်ပေါ့နော်ဒီထဲကိုရေလည်းမထည့်ဘူးဒါပေမဲ့ဒီအသားထဲကနေရေတွေထွက်လာတာသူရဲ့လုံးရည်လေးနဲ့အရင်ဦးဆုံးလုံးရည်လေးကိုစီပြန်သွားအောင်ထိချက်ထားပေးလိုက်ပါမယ်ပြီးပြီဆိုတဲ့ခါကျတော့မှဒီထဲကိုရေထပ်ထည့်မယ်ရေကတော့ဒါတရေထည့်ပြီးပေါ့နော်တရေထည့်ပြီးဆိုတဲ့ခါကျတော့ရှင်ရှမ်းနဲ့နဲ့အများကြီးထည့်လိုက်ပါမယ်ရှမ်းနဲ့နဲ့အများကြီးထည့်တဲ့ခါကျတော့ပို့ပြီးတော့မွေပါတယ်ပြီးတော့ဒီဟာကိုနောက်ထပ်တရေချက်အောင်ပါပါအခုကရှမ်းနဲ့လေးတွေအယောင်ပြောင်းသွားအောင်ဒီအဲ့လိုမျိုးမှွေထားပြလိုက်မယ်ပြီးတော့နောက်ထပ်ရေတရေထည့်မယ်နောက်တစ်ရေထည့်ပြီးရေ3ရေဆိုရင်ဒါနောက်ဆုံးရေသူကစီပြန်သွားပြီဆိုတဲ့ခါကျလို့ရှိရင်တော့ရပြီပေါ့နော်ဒီအနေထားဆိုရင်တော့လုံးဝရပါပြီအပေါ့ငယ်မြည်ကြီးပေါ့ကိုကလိုတဲ့ဟာတွေရှိလို့ရှိရင်ထက်ထဲပေါ့နော်ဒါပေမဲ့ဟင်းနေရချက်နေကြဆိုလို့ရှိရင်လက်ကလေသူကသူ့အနေနဲ့သူတိသွားတာပါအချိုးမှလည်းမလုပ်ဘူးပေါ့နော်ဗီဒီယိုလေးတွေဆုံးဖြတ်ကြည့်ပြတဲ့ကျေးဇူးများ